င်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ဟာတာဇလန်ပုံစံကပ်ပူလေးရုပ်ရှင်စကားကြီးရဲ့ကြော်ပွဲပေးတဲ့အခမ်းအနားလေးအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ Golden Head Film Production ကဟာတာဇလန်ပုံစံကပ်ပူလေးရုပ်ရှင်စကားကြီးဘိုင်းကရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်မှာရှိနေတဲ့တက်ကဆန်ဖျားကွင်းမှာကျင်းပခဲ့ပါတယ်။ကျွန်တော်အနေနဲ့ဒီစကားကိုပြောရှင်ရွေမောစရာဟာတာပုံစံလေးရိုက်ကူမှာပါ။ဟာတာကူမှာကျွန်တော်မြိုင်ဖူးတဲ့ပုံစံလေးမျိုးရိုက်ဖြစ်တာပါ။ကိုနေဝင်းကတော့တိုက်မှာလဲစာချုပ်ရှိရလေပိုးမမီသားနဲ့ကကျွန်တော်နဲ့ပထမဆုံးရိုက်ထူတာပါဒီကားကဟာတကဆိုပေမဲ့ပြောင်ပြတ်သွားတဲ့ဟာတကမဟုတ်ပါဘူးအတီကိုမှဖက်လော့ကလေးနဲ့ရေးစရာလေးဖန်တီးမှာပါအမှန်ကတော့ဇက်ရဲ့ပုံစံတတ်တော်ဆောင်ကမှဒီနာမည်လေးပေးပြတာပါလို့ဒါရိုက်တာစိုးမိုးမင်းကပြောပါတယ်ဒီဇက်ကားကိုတော့ဇလန်းဆက်ညွန့်မင်းကိုဆိုနတ်တန်ကွင်းကရေးသားပြီးတော့ DOP မင်းမင်းကျော်ဒါရိုက်တာစိုးမိုးမင်းကမတ်လအပိုင်းအတွင်းမှာရန်ကုန်မြို့မှာပျော်ရွှင်ရမောရမယ့်ဟာတာဇလန်းပုံစံအရောလေးရိုက်ကူးပုံဖော်သွားမယ်လို့သိရပါတယ်tiêuဆောင်နေအနေနဲ့နေဝင်ဟိန်းတီဟာပိုးမမီတာချူစစ်ဟန်အော်တန်တာခင်လိုက်စောဝင်းနိုင်မှန်တော်လက်မင်းသူမောင်ကင်းမျိုးသူစတဲ့သူတွေပါဝင်ထားကြပါတယ်ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့ဟာတာတရေဇလန်းပုံစံညောင်မင်းတစေဟာတာရုပ်ရှင်စကားကြီးစတင်ရိုက်ကူးမဲ့ကြောင်းကြော်ပွဲပေးတဲ့အခမ်းအနားလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်ညောင်မင်းတစေစကားကြီးစတင်ရိုက်ကူးမဲ့ကြောင်းစက်ကရဲ့ကြော်ပွဲပေးအခမ်းအနားကိုတော့ယနေ့ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်မှာရှိနေတဲ့ကြိုက်ကစံစီတော်မှာကျင်းပခဲ့ပါတယ်။ညောင်မင်းတစေကပရမဇလန်းတွေရိုက်ဖို့နောက်တော့ရုပ်ရှင်မဲ့ဖန်တီးတော့မယ်ဆိုပြီးဇက်ကိုပြန်ချုပ်ပြီးရိုက်မှာပါ။ဇက်ကလေးကိုတော့နည်းနည်းလေးပြင်ထားပါတယ်။ဇက်ကကောင်းရင်ငါးဇက်ပေါ့ဇက်ကားမကောင်းရင်တော့ခင်လိုက်ဖြတ်တာပေါ့။အဓိကကာရီတာအနေနဲ့ဇက်ကားထဲမှာပါတဲ့ကောင်မလေးကအခောက်အားတဲ့အဝိလျှော်ရတဲ့ထုံထုံအားအားကောင်မလေးပေါ့။အဲ့ဒီမှာနော်ဖောကိုပြင်းမြင်တာပေါ့။သူ့ပုံစံမျက်နှာထားကအညှိုးငယ်တဲ့ပုံစံလေးပေါက်ပြီးတော့ဇက်နယ်လေးလိုက်တော့သူ့ကိုရွေလိုက်တာပါ။မဟင်းဆိုရင်လည်းသူမလို့ဖူးတဲ့စိတ်ကောင်းရှိတဲ့ကာရက်တာနဲ့မြင်ရမှာပါလို့ဒါရိုက်တာမောင်တီကပြောပါတယ်။အဆိုပါဇက်ကားရဲ့ကြော်ပွဲပေးအခမ်းအနားကိုတော့ဇက်ကားမှာပါဝင်ကြမဲ့တရုပ်ဆောင်ခင်လိုက်ဒါရိုက်တာမောင်တီမန်ဟိမှုတခင်နဲ့အတူဟာတာအနုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။ဒီဇက်ကားကိုတော့ဇလန်မောင်ငယ်ရင်သွေးဇညုံကိုချစ်ချော7 day တို့ကရေးသားပြီးတော့ DOP ကိုတို့လက်ထောက်ဒါရိုက်တာသဲစုဒါရိုက်တာခင်လိုက်ညံကြီးရှင်သူတို့ကနေပြီးတော့ဟာတာတရေစကားပုံစံလေးရိုက်ကူးပုံဖော်မှာပဲဖြစ်ပါတယ်။tiêuဆောင်နေအနေနဲ့တော့မန်ဟိနော်ဖော်အထားခင်လိုက်တက်ကတူကမောအော်တန်တာမုတခင်ကိုစောဝင်းနိုင်မှန်စင်မတော်လက်စုပါလင်စီစီမြတာမြင့်မြတ်ဟိစားတဲ့tiêuဆောင်များစွာကပဝင်tiêuဆောင်ကြမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ Venus Luck နတ်သမီးနတ်ခတ် series မှာပါဝင်တဲ့မင်းသားမင်းသမီးတွေနဲ့အပြစ်မှစုံစည်းနိုင်တဲ့ဖန်မီတင်ကျင်းပခဲ့တဲ့ဆိုတဲ့သတင်းလေးပါ BBTV မှာကျင်းပပြီးတော့ BBTV မှာပြသနေတဲ့ Venus Luck နတ်သမီးနတ်ခတ် series ကမင်းသားမင်းသမီးတွေနဲ့အပြစ်မှစုံစည်းနိုင်တဲ့ဖန်မီတင်ပွဲကိုညနေပိုင်းကရန်ကုန်မြို့မြန်မာ Plaza Promotion Area မှာကျင်းပခဲ့ပါတယ်ကစ်တို့ဒီနေ့ပွဲကတော့နတ်သမီးနတ်ခတ်ဆိုတဲ့ဇာတ်လမ်းတွေမိတ်ဆက်တဲ့ပွဲနဲ့ဖန်မီတင်ပွဲလေးပါကစ်ကတော့ဒီဇက်ကားမှာချစ်ထူးဆန်းဆိုတဲ့ကောင်မလေးနေရာကနေတည်ဆောင်ထားပါတယ်ဒီကားမှာကစ်ကအလီယိုရာသီဝင်ဖွာလေးပေါ့နော်ဘယ်သူနဲ့ဖူးစာဆုံးလဲဆိုတာကြည့်ရှုခန်းစားပေးပါအောင်လို့ပြောချင်ပါတယ်ပရိသတ်တွေအများကြီးလာပြီးအားပေးကြလို့လည်းကျေးဇူးတင်ပါတယ်လို့အကယ်ဒမီဝမုံရွှေကပြောပါတယ်အဆိုပါဇက်ကမှာဇလန်မိုးနီလွင်ဒါရိုက်တာပွင့်သိန်ငယ်စောတို့ကတရုတ်ဆောင်တွေဖြစ်တဲ့ထက်စင်အကယ်ဒမီဝမုံရွှေတိုင်ရွန်အကယ်ဒမီအေးချက်မောင်အောင်ရထားဟင်နရီဆန်ဟိန်းသစ္စာကီယာတို့အပြင်နေဆန်းဖုံးရှန်နုနဲ့ဆန်းစုမို့ကြီးရွှွရွှေရီဟန်လေးမီကိုခန်ခရစ်စတိုတို့နဲ့ရိုက်ကူးပုံဖော်ထားတာပါဒါအပြင်ဖန်မီတင်မာလာရောက်တဲ့ပရိသတ်တွေတက်လဲ BBTV ကနေပြီးတော့ကန်ထူးသူ9ယောက်ကိုဆုလက်ဆောင်တွေပေးအပ်ခဲ့ပြီးမှတ်တရလက်မှတ်ရေးထိုးလက်ဆောင်တွေပေးအပ်ခဲ့ပါတယ်ချားရပရိသတ်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်ခုတင်ဆက်ပေးချင်တာကတော့အသက်ကြီးပေမဲ့ဘာမှပြောင်းလဲမသွားဘူးဆိုတာကိုစကားတကားနဲ့သက်သေပြလိုက်တဲ့ထက်ထက်မဟုတ်ဘူးပါနှစ်တွေဘလောက်ကြာအောင်မြင်မှုတွေကတော့ရော့မသွားသလိုပရိသတ်အားပေးမှုလည်းရော့မသွားတဲ့မင်းသမီးကတော့မင်းသမီးကျတော့ထက်ထက်မဟုတ်ပါပဲတရမိုးကတော့ငယ်ရွယ်ချိန်မှာအောင်မြင်တဲ့ထိပ်တန်းမင်းသမီးတက်လက်ဖြစ်ခဲ့သလိုအခုချိန်ထိလည်းအောင်မြင်မှုရနေစေပါတထမိုးအတွက်အသက်အရွယ်ဆိုတာကိန်းဂဏန်းတစ်ခုဖြစ်ပြီးသူ့ရဲ့အမှုပညာအတွက်ဘာမှပြောင်းလဲမသွားဘူးဆိုတာကိုစကားတကားနဲ့သက်သေပြလာခဲ့ပါပြီမထကတော့ရုပ်ရှင်နယ်ပယ်တွေကိုတတိယချိန်ကမ်းပတ်ပြောင်းလာချိန်မှာအမိုက်စားရိုက်ချက်တွေနဲ့ပြိတ္တအကြိုက်တွေ့အောင်ရိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်သူကမာယာရထားမောင်းနဲ့မိန်းမဆိုတဲ့ရုပ်ရှင်စကားကြီးမှာသူ့ရဲ့အရေးချင်းတွေကမပြောင်းလဲပဲရှိနေသေးဆိုတာကိုပြသနိုင်ခဲ့တာပါမထက်ကတော့အဲ့ဒီရုပ်ရှင်စကားကိုအကောင်းဆုံးပုံဖော်နိုင်မှုအကျမ်းမာရေးမကောင်းတာတော့ဝိတ်တွေချခဲ့တာလည်းဖြစ်ပါတယ်။မာယာရထားမောင်းနဲ့မိန်းမဆိုတဲ့စကားမှာတော့မထက်ရဲ့ကာရက်တာကိုပရိသတ်အကြိုက်တွေ့စေမှာအသေးချပါပဲ။အရှင်နဲ့မတူတဲ့ကာရက်တာတွေတရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်အကြိုက်ဖြစ်ဖို့မျှော်လင့်နေသလိုသူကိုယ်တိုင်လည်းသဘောကျတဲ့အထိပါပဲ။
မထက်ကတော့အဲ့ဇက်ကားထဲမှာပရိသတ်တွေကိုရသမျိုးစုံပေးဆွနိုင်အောင်တည်ဆောက်ထားတာပါကြေကွဲတာတွေဝမ်းနေတာတွေပါသလို fighting ကန်းတွေရိုက်ကူးထားတာဖြစ်ပါတယ်အသက်အရွယ်ရလာပေမဲ့လည်းမတူညီတဲ့ character တွေကိုအမိုက်စားချပြနိုင်သေးတယ်ဆိုတာကိုပရိသတ်တွေကိုချပြလာခဲ့တာဖြစ်ပါတယ်ဆရာတို့ပရိသတ်ကြီးတို့ညှဝေတင်ဆက်ပေးလိုက်ပါတယ်နော်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့ဝေဖန်မှုတွေရှိနေပေမဲ့လက်ရှိချစ်သူက view site တက်ကြောင်းကိုဓာတ်ပုံလေးတစ်ပုံနဲ့ထုတ်ကြွားလိုက်တဲ့ Novel Airtime အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်။ဒီရက်ပိုင်းမှာ social media တက်ခွင့်စိုးမိုးထားတာကတော့ Novel Airtime ရဲ့ပန်းလူသွင်းနိုင်မှုပဲဖြစ်ပါတယ်။73နှစ်ကြာတက်တန်းရှိခဲ့တဲ့လွမ်းပိုင်တို့အတွက်ကိုကြားဖြတ်ခဲ့သူက Novel Airtime ဖြစ်တဲ့အကြောင်းကိုလွမ်းပိုင်ကိုယ်တိုင်ပဲသူအများသိအောင်လို့ပြောပြလိုက်ပါတော့တယ်။ဘာဖြစ်ဆော့ဆာကတချင်းနာမည်အသစ်ဖြစ်တဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိဆိုတဲ့တချင်းကိုထွက်ပြေးရအောင်မှာတော့ဒီတချင်းကဘယ်သူ့ကိုယူရပြီးဆိုထားရလဲဆိုတာပရိသတ်တွေရိပ်မိသွားကြပါတယ်။ဒီသချင်းထွက်ရှိပြီး24နာရီအတွင်းမှာကြည့်ရှုသူ10 သန်းထိရှိသွားတဲ့အထိအောင်မြင်သွားပါတယ်။ဘော်ဘီဆိုဆာရဲ့သချင်းထွက်လာပြီးတဲ့နောက်မှာလွှမ်းပိုင်ကလက်ရှိရေးစားဖြစ်တဲ့အနန်းစုရည်ဒီဆိုကိုလူအများအထင်လွဲမှာဆိုရင်ကြောင့်ဘော်ဘီဆိုဆာနဲ့လမ်းခွဲရတာကအနန်းစုကြောင့်မဟုတ်ပဲတက်သစ္စာနာမည်လေးလုံးနဲ့မင်းသမီးနော်ဖော့ရထားကြောင့်ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုထုတ်ပြောလိုက်ပါတော့တယ်။နော်ဖော့ရထားနဲ့လွှမ်းပိုင်ကတွဲခဲ့မှုတဲ့အကြောင်းလေးကားပေါ်မှာအနန်းတွေဖလှယ်ပြီးအချိုးတွေပြောင်းနေတဲ့အကြောင်းတွေကိုတနိုင်ငံလုံးကသိသွားခဲ့ကြပါတယ်။အဲဒါကြောင့်နော်ဖော့အေထားရဲ့လက်ရှိရေးစားလေးကသူ့ကိုဘယ်လိုများတုံ့ပြန်မလဲဆိုတာကိုလည်းပရိသတ်တွေကစိတ်ဝင်စားနေကြပါတယ်။နော်ဖော့အေထားရဲ့လက်ရှိချစ်သူကတော့ရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ဒေါက်တာထက်ခိုင်ဝင်းဖြစ်ပြီးတော့2023ခုနှစ်မှာကံကောင်းရုပ်ရှင်ဇာတ်ကားကြီးနဲ့ဇာတ်ကားစုကိုအကယ်ဒမီရထားတဲ့သူပါ။ဒါနဲ့မကသေးပဲလက်ရှိမှာလည်း Hey Play ကိုဥဆောင်နေတဲ့အထိရုပ်ရှင်လောကထဲမှာအင်အားကြီးများသူတစ်ယောက်ဖြစ်ပါတယ်။ဆဆရရပြေဆုံးတဲ့တထေးတစ်ယောက်နဲ့ရေးစားဖြစ်နေလို့သူ့နောက်ကွယ်ကအကြောင်းအရာတွေပေါ်လာချိန်မှာသူတို့ဘာဖြစ်သွားကြမလဲဆိုတဲ့သတင်းကိုပွဲကြိုက်ခင်တို့ကစောင့်မျှော်နေကြပါတယ်။ဒါပေမဲ့အများထင်နေတယ်လို့သူတို့စုံတွေကလွယ်လွယ်နဲ့ပြတ်တောက်သွားမယ့်အတွက်မဟုတ်ပဲဒေါက်တာထက်ခိုင်ဝင်းကအစားစရာမုံလေးတွေကိုပါပို့ပေးလိုက်ပါသေးတယ်။ဝေဖန်မှုတွေပြင်းထန်နေပေမဲ့ဒေါက်တာထက်ခိုင်ဝင်းကတော့နော်ဘက်အထားကိုစိတ်ပြတ်မသွားပဲအမြဲပေးနားမှာရှိနေပြီးမဲ့ fighting ဆိုတဲ့စာသားလေးနဲ့ဒိုးနမုံလေးတွေကိုပို့ပေးလိုက်ပါတယ်။နော်ဘက်အထားတယောက်ကတော့ဟန်ဆောင်ကောင်းတဲ့အဖြစ်တွေပေါ်လာခဲ့ပြီးသူများအတွက်တွေကြားတွေကိုဝင်ဖြတ်သူဖြစ်နာမည်ကြီးနေပေမဲ့လည်းသူ့ရဲ့ချစ်သူကတော့စိတ်မပြတ်သွားခဲ့ပါဘူး။နော်ဖော်အထားကိုဘာလို့ချစ်ပေးနိုင်လဲဆိုပြီးနားလည်ပေးတဲ့အပြင်အမြဲတမ်းရှိနေပေးမယ့်အကြောင်းကိုပါခတိပေးသွားခဲ့ပါသေးတယ်။တက္ကသိုလ်တက်ခဲကအဆဆအရာမှာနာမည်ကြီးခဲ့တဲ့နော်ဖော်အထားကရုပ်ရှင်မင်းသမီးဖြစ်လာချိန်မှာလဲလွှမ်းပိုင်တို့အတွဲကြားတဲ့ကိုဝင်ခဲ့ပြီးကွယ်ရမှာတော့လွှမ်းပိုင်ကပဲတစ်ဖက်သက်လိုက်ကြိုက်နေတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ပြခဲ့ပါတယ်။ဖြူစင်သူအဖြစ်ဟန်ဆောင်ကောင်းနေတဲ့အပြင်မစီမဆိုင်နန်းစုရဲ့ဒီဆိုးကပါအပြောခံနေရတာကြောင့်လွှမ်းပိုင်နဲ့ဘော်ဘီဆော့ဆာတို့နှစ်ယောက်ပေါင်းပြီးနော်ဖော်အထားကိုမှတ်လောက်သားလောက်အောင်ဆုံးမပေးလိုက်ကြပါတယ်။ဒါပေမဲ့ဘယ်အရာကိုမှဂယူးမဆိုင်တဲ့နော်ဖော့အေထားကတော့အနေထားမပြတ်တဲ့အပြင်ရေးစားလေးကပါပို့ပြီးချစ်ပေးနေတဲ့အကြောင်းကိုတွေ့ဝိုင်းပြီးကြွားသွားခဲ့ပါတယ်။လေးပွင့်ဆိုင်အချက်ဆက်လမ်းမှာဘယ်သူကပို့ပြီးနစ်နာသွားခဲ့လဲဆိုတာပရိသတ်ကြီးရဲ့အမြင်ကိုလည်း comment မှာရေးသားခဲ့ပါအောင်နော်။ဆရာရဲ့ပရိသတ်ကြီးတို့မျှဝေပေးလိုက်ပါရရှင်။ခုတင်ဆက်ပေးချင်တာကတော့ပကြီးကားတွေကိုဘယ်တော့မှဈေးမသက်မှတ်ဘူးဆိုပြီးတော့17သိန်းတန်ပကြီးကား10ကားထုတ်ပြလိုက်တဲ့ရင်လက်ပါ။ Fighting Enemy ရင်လက်ကတော့သူ့ရဲ့နောက်ထပ်အနုပညာတစ်ခုကိုပရိသတ်တွေသိအောင်ချပြလာပါတယ်။ကျန်ကျန်တန်းကာရီတာတွေနဲ့ပရိသတ်အချစ်ကိုရယူနိုင်ခဲ့တဲ့ရင်လက်ကတော့အနုညံ့တဲ့အနုပညာအလုပ်ကိုလည်းလုပ်နိုင်တယ်ဆိုတာပရိသတ်တွေသိအောင်သက်သေပြလာခဲ့ပါပြီ။ရင်လက်ရဲ့နောက်ထပ်အနုပညာတစ်ခုကတော့ပကြီးဆွဲတာပါပဲ။ရင်လက်ကအကျန်းစားရိုက်ချက်တွေနဲ့အောင်မြင်ခဲ့တယ်လို့အခုဆိုရင်လည်းအမိုက်စားပကြီးတွေကြောင့်လူများကစိတ်ဝင်စားနေကြပါပြီ။ရင်လက်ကတော့သူ့ရဲ့နုညံ့တဲ့ခန်းစားချက်တွေကိုပကြီးဖြစ်ပြောင်းလဲလိုက်တာပါ။သူခံစားနေရတဲ့အရာတွေကိုပုံဖော်ရေးဆွဲထားတာမို့သူ့ရဲ့ပကြီးတွေကအသက်ဝင်နေတာအသေးကြပါပဲ။ရှင်လက်ရဲ့အသက်ဝင်လုံးတဲ့ပကြီးကားတွေကိုတော့ပရိသတ်တွေကသဘောကျပေမဲ့သဘောမကျတာကတော့အပိုပြောတတ်တဲ့သူ့ရဲ့အပြောတွေကိုပါ။ရှင်လက်ကသူ့ရဲ့ခံစားချက်ပါတဲ့ပကြီးတွေကိုဈေးမသက်မှတ်တယ်လို့ဘယ်သူကမှရောင်းဖို့စိတ်ကူးမရှိဘူးလို့ပြောခဲ့ပေမဲ့အပြောနဲ့အလုပ်မညီတာမို့ပရိသတ်တွေကြားမှာတော့ရဲစရာဖြစ်နေပါပြီ။ရှင်လက်ကတော့သူတန်မိုးထားတဲ့ပကြီးကားတွေကိုဈေးသက်မှတ်ပြီးမရောင်းပဲတန်မိုးထားတဲ့သူကိုပေးမယ်ဆိုပြီးကြွေးကြော်ထားပေမဲ့အခုကတော့ဈေးစကားစပြောလာပါပြီ။တန်မိုးထားတဲ့လူကိုပေးမယ်ဆိုပြီးအတန်ကောင်းဟစ်နေပေမဲ့သူ့ရဲ့ပကြီးကားတစ်ချက်ကို17သိန်းသတ်မှတ်ထားပြီးရောင်းမှု10ကားရှိတယ်ဆိုတာကိုထုတ်ပြလာခဲ့ပါတယ်။အပြောနဲ့အလုံးမညီတဲ့သူ့ရဲ့ပုံစံကတော့ပရိသတ်တွေအတွက်ဟာသားတစ်ခုလိုပါပဲနော်။ဆရာရဲ့ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်ရှင်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့စိုက်လီမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။